တိုင်းမှာတမိုင်းရှိတယ်ဒါပေမဲ့ lip caption မှာတမိုင်းတွေမကပဲနာကျင်မှုနဲ့ပြည့်နေနေတဲ့ဝိညာဉ်တွေရှိနေတယ်ဒီနေ့ကျွန်တော်ပြပြသွားမယ်အရာကတော့ Bloody Chapels ရစ်ပလင်ပေါ်မှာတစ်ဖြတ်ခံခဲ့ရတဲ့ဘုန်းတော်ကြီးရဲ့ဝိညာဉ်ကနေအလောင်းပုံနှံ့ပါတဲ့ elemental လို့ခေါ်တဲ့အရာကြီးအထိနေထိုင်နေကြတယ်ဆိုတော့တမိုင်းအကြောင်းပဲဖြစ်ပါတယ် Hi guys မင်္ဂလာပါအင်္ဂလိပ်နေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ထုံးစံအတိုင်း Mr. Unknown ပဲဖြစ်ပါတယ်ဒီဗီဒီယိုကိုမစခင်ခင်ဗျားတို့ရဲ့အကူအညီကိုကျွန်တော်တို့တွေ့ပါတယ်ကျွန်တော်တို့ရဲ့နောက်ထပ်ထိတ်လန့်စရာဇာတ်လမ်းတွေကိုလက်မလွှတ်ရအောင်အောက်က subscribe ခလုပ်လေးကိုနှိပ်ပြီး like လေးတစ်ချက်နှိပ်ပေးကြဖို့မမေ့ကြပါနဲ့နော်ကဲ intro လေးပြီးသွားရင်တော့စလိုက်ကြရအောင်မရက Island နိုင်ငံ County of Lee ရဲ့တိတ်ဆိတ်တဲ့မြေပြင်ပေါ်မှာရပ်တည်နေတဲ့ရဲတိုက်ကြီးတစ်လုံးရှိပါတယ်။ဒီရဲတိုက်ဟာဥရောပမှာတရေအချောက်ဆုံးနေရာအဖြစ်သတ်မှတ်ခံထားရပြီးသူ့ရဲ့နိုင်ငံတိုင်းဟာသွေးစွန်းနေတဲ့ဇလံပေါင်းများစွာကိုဖုံးကွယ်ထားပါတယ်။ဒါကတော့ Lip Casual Lip ရဲတိုက်ရဲ့အမှောင်မိုက်ဆုံးသမိုင်းအကြောင်းပဲဖြစ်ပါတယ်။ရဲတိုက်တိုင်းမှာသမိုင်းတွေရှိပါတယ်ဒါပေမဲ့ဒီရဲတိုက်မှာတော့သမိုင်းတွေမကောက်သွေးရက်ဆက်မှုပြီးတော့မကောင်းဆိုးဝါးဆွမ်းရင်တွေပါရှိနေတယ်လို့ဆိုပါတယ်ဒီ Lip Castle က Iceland နိုင်ငံရဲ့အလေပဟူမှာတည်ရှိပြီးရာစုနှစ်ပေါင်းများစွာကြောက်မက်ဖွယ်တွေစုပုံခဲ့တဲ့ရဲတိုက်ကြီးတစ်ခုလို့လည်းပြောခဲ့ပါတယ်ဒီရဲတိုက်ရဲ့နိုင်ငံတွေတိုင်းကတည်ဆုံးသူတွေရဲ့အိုဟစ်တန်ကိုပိတ်တင်ထက်နေကြရလို့လည်းဆိုကြပါတယ်မြောက်ခမ်းမှာဆိုရင်လည်းလူပေါင်းယာနဲ့ချီတဲ့အယူစုတွေကိုမေ့ထားခဲ့ကြရလို့လည်းပြောကြပါတယ်ပြီးတော့ဒီနေရာမှာ elemental လို့ခေါ်တဲ့မကောင်းဆိုးဝါးဝိညာဉ်တစ်ပါးနေထိုင်တယ်လို့လည်းစုစမတ်ပြုကြပါတယ်ကျွန်တော်တို့လီပြည့်တိုက်ရဲ့နောက်ချောင်းကိုပြောရရင်လီပြည့်တိုက်ရဲ့သမိုင်းဟာ Ocarol မျိုးနွယ်စုရဲ့စုနဲ့စတင်ခဲ့ပါတယ်သူတို့ဟာအင်မတန်မှကြမ်းတမ်းပြီးအာဏာကိုဆွဲလန်းသူတွေဖြစ်ပါတယ်အာဏာနဲ့နေမြေလူယူကြီးမှာသူတို့ရဲ့ရန်သူတွေကိုတာမကသူတို့ရဲ့မျိုးနွယ်စုဝင်များကိုပဲတပ်ဖြတ်ပစ်ဖို့ဝန်မလေးခဲ့ကြပါဘူးဒီလူမိသားစုတွေပရိပိခတွေအကြောင်းရဲတိုက်ဟာသွေးချောင်းစီးတဲ့ဖြစ်ရပ်ပေါင်းများစွာနဲ့တက်သေးဖြစ်လာခဲ့ပါတယ်ဒီအထဲမှာအဆိုးဆုံးဖြစ်ရပ်ကတော့1532ခုနှစ်မှာဖြစ်ခဲ့တဲ့ညီအကူချင်းတပ်ဖြတ်မှုပဲဖြစ်ပါတယ်။မျိုးနွယ်စုခေါင်းဆောင်လဲခွဲလွန်ပြီးတဲ့နောက်မှာတော့အာနာလူပွဲကြီးလဲစတင်လာပါတော့တယ်။တားကြီးဆုံးဖြစ်သူ Thaddeus သူကဘုံကြီးတစ်ပါးလဲဖြစ်ပါတယ်။သူဟာဘုရားရှိခိုးခန်းမှာဝတ်ပြုဆုတောင်းပွဲလုပ်နေခဲ့ပါတယ်။အဲ့ချိန်မှာညီဖြစ်သူ Dates ကဒေါသအပြင်းနဲ့ဝင်ရောက်လာပြီးတော့သူ့ကိုဘလို့မှမလုတ်တဲ့နေရာမှာလုံရက်တစ်ခုလုတ်ခဲ့ပါတယ်။ Dex ဟာဘုံကြီး Thaddeus ကိုရစ်ပလင်ပေါ်မှာဝတ်ပြုနေရင်းနဲ့ပင်ဓာတ်နဲ့အနောက်ကနေရရဆက်ဆက်ထုတက်ခဲ့ပါတယ်။ Thaddeus ဟာရစ်ပလင်ပေါ်မှာပဲလေးကျပြီးသွေးတွေစီးကျကပွေးချင်းပြီးသေဆုံးသွားခဲ့ပါတယ်။ဒီလိုသွေးဆုံးတဲ့လုံရက်ကြောင့်ဒီအခန်းကိုယနေ့တိုင်သွေးဆုံးသောဘုရားရှိခိုးကန် The Bloody Chapels လို့ခေါ်ကြပါတယ်သူနေ့ကနေစပြီးတော့တပ်ဖြတ်ခံထားရတဲ့ဘုန်းတော်ကြီး Thaddeus ရဲ့ဝိညာဉ်ဟာဘုရားရှိခိုးကျောင်းကို6လက်နေတယ်လို့လည်းယုံကြည်ကြပါတယ်ရဲတိုက်ကိုလက်စစ်မင်းမသွင်းသေးရတော့နှစ်ပေါင်းများစွာတိုင်အောင်ညစ်နှစ်ပိုင်းမှာဆိုရင် Chapel ရဲ့အပြင်ပြင်းပေါက်ကနေတောက်ပတဲ့မင်းရောင်တွေထွက်ပေါ်နေတယ်ကိုလည်းလူများကတွေ့မြင်ကြရပါတယ်ဒီဘုံတော်ကြီးကိုရဲတိုက်လှေကားတွေပေါ်မှာလည်းရှောက်သွားနေတာတွေကိုမြင်တွေ့ရတယ်လို့လည်းပြောကြပါတယ်။ညဘက်တွေဆိုရင်အခန်းပြတင်းပေါက်ကနေအလင်းရောင်တွေထူးဆန်းစွာထွက်ပေါ်နေတတ်တယ်လို့လည်းလူတချို့ကဆိုကြပါတယ်။ဒီ Bloody Chapel မှာအခြားသောကြောက်မက်ဖွယ်ရာနေရာတစ်ခုလည်းရှိပါသေးတယ်။အဲ့ဒါကတော့လျှို့ဝှက်နံရံနောက်ွယ်မှာတွေ့ရှိရတဲ့ Oblivitel လို့ခေါ်တဲ့မြေအောက်ခန်းတစ်ခုလည်းဖြစ်ပါတယ်။ Ocarol မျိုးနွယ်ဟာဤအခန်းကိုရန်သူတွေပြစ်ချဖို့ဒါမှမဟုတ်တေးစေဖို့အတွက်လည်းအသုံးပြုခဲ့လို့လည်းဆိုကြပါတယ်
မြေအောက်ခန်းရဲ့အောက်ခြေတွေမှာတစ်သားချွန်များကိုလည်းစိုက်ထူထားရတယ်လို့သိရပါတယ်1900ပြည့်နှစ်တွေမှာရဲတိုက်ကိုပြင်ဆင်စဉ် Upsliddle ကိုဖွင့်လှစ်ကြည့်တဲ့အခါမှာလူအယူစု3စီးစာခန့်ပုံနေဒီကိုလည်းထိတ်လန့်စွာတွေ့ရှိခဲ့ကြပါတယ်။ဤနေရာမှာတေဆုံးခဲ့ရတဲ့သူများရဲ့ဝိညာဉ်တွေလည်းဒီဒေရဲတိုက်ရဲ့အောက်ပိုင်းနေရာများကိုခြောက်လန့်နေတယ်လို့လည်းပြောဆိုကြပါတယ်။တချို့ရှိလူကြီးတွေက Ocarol တွေဟာရန်သူတွေသူ့မဟုတ်အာနာအတွက်အန္တရာယ်ဖြစ်စေတဲ့သူတွေကိုဒီရဲတိုက်ရဲ့အောက်ခြေကိုပစ်ချပြီးတော့ရရဆက်ဆက်နှိပ်စက်တပ်ဖြတ်ခဲ့ကြရလို့လည်းဆိုကြပါတယ်။အလုတ်သမားတွေဟာဒီအမောင်ထုတွေကနေလူအယူစု3လှေးစာနီးပါးခမန်းကြီးလူပေါင်း150ရဲ့အယူတွေကိုဖေရှားခဲ့ရပါတယ်။လိပြေးတိုင်းမှာ Ocarol သူရဲ့တားကောင်ဖြစ်ခဲ့တဲ့အခြားဝိညာဉ်ပေါင်းများစွာလည်းရှိပါသေးရဲ့။ဒါပေမဲ့ဒီရဲတိုက်ရဲ့ကြောက်စရာကောင်းဆုံးအဆိုးဆုံးဝိညာဉ်ကတော့ဒီ Elemental ပဲဖြစ်ပါတယ်။လူသားဝိညာဉ်မဟုတ်ပဲအလွန်ရှေးချတဲ့စူးရုပ်တဲ့စွမ်းတတိတစ်ခုလို့ယုံကြည်ကြပါတယ်အဲ့ဒါကို1900ပြည့်နှစ်လောက်မှာရဲတိုက်ကိုပိုင်ဆိုင်ခဲ့တဲ့ Myret ဒါဘေဟာထုခက်ကခက်စားခဲ့တဲ့အတိုင်းမော်ပညာနဲ့ဝိညာဉ်ခေါ်ခြင်းကိုစိတ်ဝင်စားခဲ့ပါတယ်။သူမရဲ့ဒီလိုလုပ်ရက်တွေကဒီ elemental ဝိညာဉ်တွေကိုနှူးထားခဲ့စေတယ်လို့လည်းယူဆကြပါတယ်။သူမကိုယ်တိုင်ရည်သားခဲ့တဲ့မှတ်တမ်းအရဒီ elemental ဝိညာဉ်ဟာသူ့တကောင်အရွယ်အစားရှိပြီးတော့ဆွေးမြေ့နေတဲ့မျက်နှာနဲ့မခံမရက်နိုင်အောင်နန်စော်နေတဲ့ကန့်တန့်ငွေနဲ့အပုတ်အနံ့တွေနဲ့အတူပေါ်လာတတ်တယ်လို့လည်းဖော်ပြခဲ့ပါတယ်။လိပြတဲ့ဟာသွေးနဲ့မေးပြောက်ခံရသူတွေရဲ့တမိုင်းကြောင်းထောင်ပေါင်းများစွာသောကြောက်မက်ဖွယ်ရာဝိညာဉ်တွေနဲ့ပြည့်နှက်နေတာကြောင့်ကပ္ပကြောက်စရာအကောင်းဆုံးရဲတိုက်တွေထဲကလည်းတစ်ခုဖြစ်ပါတယ်။ဒီရဲတိုက်ဟာလူသားတို့ရဲ့အာဏာဆွဲလန်းမှုတစ္ဆာဖောက်မှုနဲ့ရက်စက်မှုတွေကဘလောက်ထိအတိုင်းအဆမရှိဖြစ်နိုင်တယ်ဆိုတာကိုအမှတ်ရစေတဲ့တမန်ဝင်သင်္ကေတတစ်ခုလည်းဖြစ်ပါတယ်။ဒီလိပြည့်တိုက်ကို Ghost Hunter တွေကလည်းတော်တော်စိတ်ဝင်စားခဲ့ကြပါတယ်။သူတို့အတွက်တခုလည်းအိမ်မက်ဆိုးကြီးစိတ်ဝင်စားစရာကြီးတခုလည်းဖြစ်ခဲ့လို့ပြောကြပါတယ်။နိုင်ငံတကာ Ghost Hunter တွေလည်းအဲ့ဒီနေရာကိုလာပြီးတော့ရှာဖွေမှုတွေစူးစမ်းမှုတွေဗီဒီယိုတွေလုပ်ခဲ့ကြပါသေးတယ်။ခင်ဗျားဆိုရင်ရောဒီလောက်ကြောက်စရာကောင်းတဲ့အတိတ်ရှိရဲ့ရေးတိုက်တစ်ခုသေးကိုဝင်ရောက်စူးစမ်းဝမ်းပါမယ်ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းပြီးကြောက်စရာကောင်းတဲ့ဖြစ်ရမှန်တွေကိုနောက်ထပ်နားဆင်ချင်သေးဆိုရင်တော့ကျွန်တော်တို့ရဲ့ channel ကို like subscribe နဲ့ follow လုပ်ထားပေးဖို့မမေ့နေအောင်နော်အားပေးမှုအတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဖြစ်ရဆန်းဗီဒီယိုတစ်ခုနဲ့ပြန်လာခဲ့ပါမယ် Thank you for watching guys and then see you in the next video Peace